ဒီအိမ်ရှင်ကအိမ်ပြင်လို့ရှိနေ renovation လုပ်တဲ့ဥတ္တရတိယအိမ်နေကျွန်တော်တို့ပဲပြင်ပေးရတာကျွန်တော်ကုမ္ပဏီအလုံးစုံလွှဲတာဟိုအိမ်ဆောက်ခြင်းနဲ့အကြံဉာဏ်တောင်းတယ်ကျွန်တော်တို့ကုမ္ပဏီကပဲအသေးစိတ်ဆောင်ပေးရကျွန်တော်တို့ကိုလှည့်အောင်မကြည့်တာဘာကြောင့်လဲဆိုတော့ယုံကြည်မှုပေါ့နော်အဲ့တော့ယုံကြည်မှုရှိအောင်လဲကျွန်တော်တို့ကစူးစမ်းပြီးတော့ဆောင်ရွက်တယ်တစ္ဆာရှိရှိလုပ်တယ်တော့စေတနာထားပြီးလုပ်တာပေါ့ဟုတ်ကျွန်တော်တို့ customer ကကျွန်တော်တို့ရွေးချယ်တယ်ကျွန်တော်တို့ကလည်း customer ကိုရွေးချယ်တယ်ဘာကြောင့်လဲဆိုတော့ကိုကစိတ်နှစ်ပြီးလောက်အောင်ပါဆိုတော့ဟိုစိတ်နှစ်ပြီးလောက်တဲ့လူတစ်ယောက်ကကျွန်တော်တို့ရွေးချယ်တဲ့ customer မှာလည်းကျွန်တော်သတ်မှတ်ထားတဲ့ criteria ရှိတယ်ကျွန်တော်က customer ကိုလုံးဝကျွန်တော်စိတ်နဲ့ကျွန်တော်ဟိုဆက်ဆံကြည့်လိုက်တာပေါ့နော်စိတ်နဲ့အာရုံပြုကြည့်လိုက်တာဒီ customer ဆိုရင်ကိုစိတ်နှစ်ပြီးလောက်လဲမထူးဘူးပေါ့ဘာကြောင့်လဲဆိုတော့သူနဲ့လုပ်မယ်ဆိုရင်တေချာပေါက်ကိုဒီစိတ်ညစ်ရတဲ့အထက်မှာပါလိမ့်မယ်ဆိုပြီးတော့စိတ်ကနေကျွန်တော်က sense ကိုစဉ်းစားကြည့်လိုက်တာအဲ့ customer မျိုးဆိုရင်ကျွန်တော်မရွေးချယ်ဘူးညင်းတာများတယ်အဲ့တော့ဒီလို customer ကလည်းကျွန်တော်တို့ရွေးချယ်ပါဘာကြောင့်လဲဆိုတော့ကျွန်တော်လုပ်တဲ့စနစ်တွေကျွန်တော်လုပ်တဲ့ဝန်ဆောင်မှုတွေကျွန်တော်တို့ဆောင်ရွက်တဲ့ဒီတစ္ဆာတရားတွေပေါ့အသေးစိတ်သိဖို့လိုတယ်အဲ့တော့ကျွန်တော်အပြောကောင်းတိုင်းရုပ်ချောတိုင်းနဲ့ဟိုနာမည်ကြီးတိုင်းရွေးလိုက်မယ်ဆိုလို့ရှိရင်ကိုရွေးချယ်ဖို့မှားသွားမယ်မှားသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တလုံးနောင်လာရလိမ့်မယ်အဲ့တော့ကျွန်တော်တို့လည်း customer ရွေးချယ်ရင်နောင်လာမရကြဘူးအဲ့တော့ကျွန်တော်တို့ကဘာပဲရကြင်လဲဆိုတော့ကုသိုလ်ရကြင်တယ်နောက်တစ်ခါပညာရကြင်တယ်နောက်တစ်ခါအိမ်ဆောက်လိုက်ရတဲ့ကြောင့်ကျွန်တော်ဥစ္စာရကြင်တယ်ဒီ၃မျိုးတော့ကျွန်တော်တို့ကအဲ့လိုရ3ရနဲ့ဆောင်ရွက်တာဖြစ်ပါတယ်